ဆန်ဂျိုကမန်ချက်စတာယူနိုက်တက်ရဲ့လေ့ကျင့်ခွင့်ကိုပြန်လာခဲ့ပြီဖြစ်တယ်လို့ယုံကြည်ရတဲ့အက်တလက်တစ်သတင်းဌာနကနေဖော်ပြလာပါတယ်။ထောင်ဝင်ကစားသမားကအော်တိုဘာလ22ရက်နေ့ချယ်ဆီနဲ့တစ်ဖက်နှစ်ဂိုးသီးကြားခဲ့တဲ့ပွဲစဉ်အတွင်း52မိနစ်မှာလူစားလဲခံလိုက်ရကြတဲ့ကယူနိုက်တက်အတွက်ပြန်လဲကစားနိုင်ခြင်းမရှိသေးပါဘူး။ဆန်ဂျိုကဒီဇင်ဘာလတုန်းကနယ်သာလန်မှာတဦးချင်းလေ့ကျင့်အစီအစဉ်တွေလှုပ်ဆောင်ခဲ့ပါသေးတယ်။အဲရတာကအသက်22နှစ်အရွယ်ကစားသမားကိုအလင်းစလိုကစားခိုင်းမှုအစီအစဉ်မရှိဘဲနဲ့သူအစဉ်အသင့်ဖြစ်မှသာပြန်လဲခေါ်ယူသွားမယ်လို့ဆိုထားပါတယ်။လက်ရှိမှာတော့ဒေါ်မွန်ကျဲပွင့်အောင်ကနောက်တစ်ဆင့်အနေနဲ့ကာရီတာမှာအသင်းဘော်တွေနဲ့ပြန်လဲလေ့ကျင့်နေပြီဖြစ်ပါတယ်။အဲရတာကပြီးခဲ့တဲ့လတုန်းကဆန်ဂျိုအကြံ့ခိုင်မှုပြေဝဖို့ရုန်းကန်နေရကြောင်းဆိုထားပြီးတော့ဒီဇင်ဘာလနောက်ပိုင်းတုန်းကတော့ Sky Sport သတင်းဌာနနဲ့တွေ့ဆုံစဉ်တိုးတက်မှုတွေရှိနေပါတယ်လို့မှတ်ချက်ပေးခဲ့ပါတယ်။ဒါကြောင့်ဆန်ဂျိုဒီရဲ့ဘက်ပြန်ကစားနိုင်မယ်ဆိုတာသေချာမသိသေးပေမဲ့ဒါကသတင်းကောင်းပါ။ယူနိုက်တက်က Crystal Palace, Arsenal တို့နဲ့အဝေးဝင်ပွဲစဉ်နှစ်ပွဲကစားဖို့ရှိနေပါတယ်။ဆန်ဂျိုအနေနဲ့ကစားနိုင်ခြင်းမရှိသည့်တိုင်အသင်းဘော်တွေနဲ့အဲ့ဒီကိုလိုက်သွားပြီးတော့ပြန်လည်အသားကြောင်ကြိုးစားနိုင်ပါတယ်။အဲဒီနောက် Nottingham Forest နဲ့ Quarter Final ဆီမီဖိုင်နယ်ပထမအကျော့ Reading နဲ့ FA ဗလာဆိုတာပွဲစဉ်တွေမှာစတင်ပါဝင်နိုင်ပါတယ်။လက်ရှိမှာတော့ဆန်ဂျိုလေးကြီးဆင်းနေတဲ့အဆင့်မှန်ပုံတွေကိုမြင်တွေ့ရခြင်းမရှိသေးဘဲနဲ့ယူနိုက်တက်ကကစားသမားအတွက် PR မဖြစ်စေဖို့အကောင်းဆုံးကင်တွယ်နေပါတယ်။ဟုတ်ကဲ့ပါအချောင်းရာလေးကဒီလောက်ပဲမလို့နားဆင်အားပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်။